ရှေးမတက်တော့တဲ့ခြေလမ်းရဲ့မင်းအထိန်ချုပ်တွေကဘာငယ်ထားရခဲ့တော့မယ်ကိုပြစ်မရှိပါပဲနဲ့မင်းပြောထွက်ခဲ့ပါတယ်ဟုတ်တဲ့ကိုစိတ်မချလို့ပါကွာထွက်သွားဖို့အစီအစဉ်ကိုခဏလောက်နောက်ဆုတ်လိုက်ပါလားတကယ်မရှိတဲ့နှုတ်ဆက်လေးအိမ်မတ်တဲ့ကိုရင်သူ့အစွမ်းစားနဲ့